ရှင်သမီးသမီးသိနေတယ်သမီးဖေဖေပြောတဲ့ဖေဖေရဲ့အသက်ကိုတခါတော့ကဲလိုက်တယ်ဆိုကျေးဇူးရှင် ဟေးဘယ်လိုဒီကိုရောက်လာလဲရောက်တိုက်ဘယ်ကိုပဲခေါ်လာတဲ့ခွာရောက် တန်ခါအိမ်မဲလေငါသမီးနဲ့သိနေလားသူနာမည်မေဇင်ဦးသမီးသူနာမည်က တိုင်ပွားတဲ့သမီးသိတယ်ဒယ်ဒီရဲ့သူကငူးယူနေတယ်လို့ဘာလို့မှယူခေါ်လာလဲ ဟုတ်သားကြီးဒါမင်းရဲ့သမီးလားဟာလားရောက် ငါသမီးလေ ဟာရှင်မရိုင်းလာကြီးလားဒယ်ဒီဟိုကတခါရွယ်လို့မလေးမစားနဲ့ဆက်ဆံစရာလား သွားပြီခေါင်းကြီးရာရောက်အပေါ်အားနာစရာရွှတ်ကုန်ပြီရောက်ငါလေမင်းကိုရင်ထဲကနည်းနည်းကာကာ ရှင်မစကိုပိတ်လိုက်စမ်းရှင်ကိုဒယ်ဒီခေါ်လာလို့ရှင်မသာရှင်သာလာလို့ရလေအေးဘောက်ကနေပါရဲ့ဘာလဲမောင်းထုတ်ပြလိုက်တယ်ရှင်ဒယ်ဒီကိုအဲ့လိုခေါ်တာဘယ်လိုလုပ်ပြီးသိခံနိုင်ပါလဲဒယ်ဒီကိုများခေါင်းကြီးတဲ့ ကျွန်တော်ရဲ့အဲ့ဒီဟိုရက်ကနည်းနည်းလိုသေးတယ်မလားခင်ဗျ လူသေးမှငါသိတယ်နေနေပြီဆိုတဲ့အကြောင်းလာကြည့်ပေး ဟာလေနန်းမာလိုက်တာဟမ်ဘယ်တော့ကြောင်ဘလို့ပတ်သက်မှုရှိတယ်တော့မသိဘူးနော်ဒါပေမဲ့ငါတကယ်ကြီးခေါင်းယူတော့မထီးနဲ့တော့ထီးလို့ကတော့မင်းတို့အားလုံးညာလိုက်လားဟမ် ကလေး